အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဝတ်သားအာလူစီပြန်ဟင်းလေးချက်ပြမှာဖြစ်ပါတယ်ပထမဦးဆုံးအိုးပူလာလို့ရှိရင်စီအရင်တည်ထားလိုက်ပါမယ်ပြီးတော့ရင်တော့စီတက်ဖို့အတွက်ကြက်သွန်ကြီးကြက်သွန်ပြူထောင်းထားတဲ့အနှစ်ကလေးကိုထည့်ပြီးတော့စီတက်လိုက်ပါမယ်စီတက်နှစ်လေးနည်းနည်းလေးကျွတ်လာပြီဆိုရင်တော့အနံ့မွေးသွားအောင်လို့ငံပြားရည်လေးထည့်လိုက်ပါမယ်ပြီးရင်တော့ဝတ်သားထည့်လိုက်ပါမယ်ကျွန်တော်ကတော့ဝက်ကုတ်သားကိုအသုံးပြုထားပါတယ်ဘာလို့လဲဆိုတော့ဂုတ်သားဟာနူးလွယ်ပြီးတော့အစီသားလည်းမျှတဲ့အတွက်အခုလိုမျိုးစီပြန်ဟင်းလေးနဲ့ဆိုရင်ပို့ပြီးတော့လိုက်ဖက်တယ်လို့ထင်ပါတယ်။ပြီးရင်တော့စုံစည်းလေးထည့်ပြီးတော့ချုံမုတ်နှဲငယ်ထည့်လိုက်ပါမယ်။အချင်းရတာအတွက်မကြီးရည်အနှဲငယ်လေးကိုလည်းထည့်လိုက်ပါမယ်။အခုလိုမျိုးစီလေးပြန်လာပြီဆိုရင်တော့ရေတစ်ခွက်တီးတီးထည့်ပြီးတော့တည်ထားလိုက်ပါမယ်။အခုလိုမျိုးရေ3ပုံ2ပုံလောက်ခန်းသွားပြီဆိုရင်တော့အာလူးကိုထည့်လိုက်ပါမယ်။အခုလိုမျိုးစီပြန်ရေကြံအနေထားလေးရောက်ပြီဆိုရင်တော့ဝတ်သားအာလူးဟင်းလေးရပါပြီ။လောက်ရလဲလွယ်ကူတာမို့လို့လိုက်လုပ်ကြည့်ကြပါအောင်ခင်ဗျာ။ဆုံးထိကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။